အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီပိုင်းမှာဟောဒီရဲ့2ပေါက်ပဲချမ်းမှာရှိတဲ့ဒီ lasso 2 polygonal lasso 2 magnetic lasso 2ဒီအကြောင်းတွေပြောပြမှာဖြစ်ပါတယ်ပထမအဆုံး lasso 2ကိုကျွန်တော်ရွေးချယ်လိုက်ပါပြီโอเคဓာတ်ပုံကလည်းခေါ်ထားပြီးသားဖြစ်ပါပြီကျွန်တော်တခုဆွဲပါမယ်စကိုရဲ့စတဲ့နေရာနေလာပြီးတော့ဆုံထားပေးရတာဖြစ်ပါတယ်ထားပါတော့အကွာတခုလို့ဆွဲလိုက်တဲ့အချိန်မှာဒီနေရာလေးမှာ mouse လေးကိုလွတ်သွားတယ်ဆိုရင်သူကဒီလိုကြီးတစ်ခါတည်းတော့ဆက်သွားတာဖြစ်ပါတယ် lasso 2ရဲ့သဘောတရား။ဒါကြောင့်ကျွန်တော်ဆွဲတဲ့အချိန်မှာ mouse ကိုမလွတ်ပါနဲ့ခုလိုမျိုးလေးကိုစားတဲ့နေရာလေးမှာလာပြီးတော့ရက်ပေးပါနော်။ဒီခုတစ်ခါကျွန်တော်တို့ဒီ2ပေါက်ထဲကိုပြန်လာမယ်။ right click ပြန်နှိပ်မယ်ဒီနေရာမှာ polygonal lasso 2ကိုရွေးပေးမယ်။ရွေးပြီးတော့ကျွန်တော်တို့လိုတုံးပြလဲဆိုရင် left click တစ်ချက်ပေးမယ်။ပေးပြီးတော့သူကမြင်းဖြောင်းလေးပဲတွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ left click တစ်ချက်ပေးမယ်။အကျန်းပေါ့နော်ဒါလေးတော့left click တစ်ချက်ပေးမယ် 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 left click တစ်ချက်ပေးမယ်ဒီဆုံးမနေရာမှာကျွန်တော်တို့ဒီချက်လာပေးမယ်ဒါဆိုရင်တခုလို့ selection ရတော့ပါပြီစတဲ့နေရာမှာကျွန်တော်တို့လာပြီးတော့ဆုံးထားပေးရတယ်ကဲဟုတ်ပြီဒီခုတစ်ခါကျွန်တော်တို့ဒီ polygonal ထိုးနေပဲတွားနေပါနော်တွားနေတလန်းကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုရင်တွားနေတလန်း left click ကိုနှစ်ချက်နှိပ်မိသွားတာပေါ့နှိပ်မိသွားဆိုတော့ဒီခုလို selection ဝင်တော့အဲ့လိုဖြစ်သွားရင်ကျွန်တော်တို့ပြဿနာမရှိပါဘူးဒီ add to selection လေးကိုပြန်လာရွေးချယ်ပေးပါပြန်လာရွေးချယ်ပြီးတော့သူကမြင်းဖြောင်းနေပဲတွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီသူလာခဲ့တဲ့နေရာလေးမှာပေါ့နော် left click တစ်ချက်လာဝင်လိုက်ပါပြန်တွားလိုက်ပါပြန်တွားလိုက်ပါပြန်တွားလိုက်ပါဒီညာလေးမှာ left click နှစ်ချက်နှိပ်လိုက်ပါဒါဆိုရင်ဒီခုလို selection ပြန်ဝင်တော့တာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ် control D ပြန်လုပ်လိုက်မယ်ကဲပြီးနောက်တစ်ပုံပြန်ခေါ်မယ်ဒီမှာလည်းပုံပြောင်းသွားပါပြီသူကတန်လိုက်လို့ဖြစ်ပါတယ်ကျွန်တော်တို့ left click တစ်ချက်ထိလိုက်တာနဲ့သူ့လမ်းကြောင်းတိုင်းသူ့ပတ်လိုင်းတိုင်းတွားတာဖြစ်ပါတယ်တခုကျွန်တော်ဒီပုံရဲ့ဒီနေရာမှာ left click တစ်ချက်ထိလိုက်ပြီးထိလိုက်တဲ့အချိန်မှာဒီလိုလေးပဲ mouse လေးနဲ့ပဲရွှေ့သွားလိုက်တယ်သူကသူ့ပတ်လိုင်းတိုင်းတန်လိုက်လို့သူကတွားနေရဖြစ်ပါတယ်ဟောဒီလိုနေရာမှာတောင်ချွန်းလေးမှာ left click တစ်ချက်ပြန်ထိဒီဘက်လမ်းပြန်တွားမှာဖြစ်တဲ့အတွက်သူရဲ့စာမှတ်မှာကျွန်တော်လာပြီးတော့ left click နဲ့ချက်ထိပေးလိုက်ပါဒါဆိုရင်သူက selection ဝင်သွားတယ်ဒါကတော့ကျွန်တော် magnetic lasso tool လေးကိုအသုံးပြုတော့တာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်